ပြိုင်ဘက်တွေနဲ့ရှင်ပြိုင်ရမှာကိုစိုးရိမ်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမှန်တကယ်အားသာချက်တွေကိုသိဖို့အတွက်ကိုခက်ခဲနေပါလိမ့်မယ်တကယ်အောင်မြင်သူတွေကကြတော့ပြိုင်ဘက်တွေကိုကြည့်ပြီးတော့ကိုဘယ်လိုပိုပြီးကောင်းအောင်လုပ်အောင်လဲဆိုတာကိုပဲအမြဲတမ်းရှာဖွေပြင်ဆင်နေလေရှိကြပါတယ်စီးစရာတွေအရပြိုင်ဘက်တွေရဲ့လှုပ်ရှားမှုတွေကိုအမြဲတမ်းလေ့လာစောင့်ကြည့်ပြီးတော့ကိုယ့်အတွက်အခွင့်အလမ်းတွေကိုဖန်တီးတတ်တဲ့လုပ်ငန်းတွေကဈေးကွက်မှာနေရာအခိုင်အမာရရှိလေရှိတတ်ကြပါတယ်ပြိုင်ဘက်တွေရဲ့ထူးခြားမှုတွေကိုလေ့လာဖို့ပြက်ကွက်ခြင်းကသင်လုပ်ငန်းရဲ့ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေကိုလက်လွတ်စေသလိုနောက်ကျကျန်ရစ်ခဲ့တဲ့ဆိုတဲ့ခံစားချက်ကိုလည်းရရှိစေပါတယ်အဓိကကတော့ငါတို့ရဲ့ထုတ်ကုန်ကအကောင်းဆုံးပဲဆိုတဲ့စိတ်ကျေနပ်မှုကြောင့်ဖြစ်တာပါတကယ်တော့ပြိုင်ဘက်ကိုသိရှိခြင်းကသူတို့ကိုအနိုင်ယူဖို့တသက်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့အားနည်းချက်နဲ့အားသာချက်တွေကိုပြန်လည်ဆန်းစစ်ဖြစ်စေပြီးတော့ဈေးကွက်ထဲမှာပုံမတန်မိုးရှိတဲ့ဝန်ဆောင်မှုတွေကိုပေးနိုင်မှုအတွက်ပဲဖြစ်ပါတယ်ပထမဆုံးဈေးကွက်လေ့လာမှုဆိုတဲ့ market research တွေကိုပုံမှန်လုပ်ပါဒုတိယအနေနဲ့3လဒါမှမဟုတ်6လတစ်ခါ competitor analysis ကိုလုပ်ပြီးတော့ကိုယ်နဲ့ competitor တွေနဲ့ဘာတွေကွာခြားချက်ရှိတယ်လဲဆိုတာကိုလေ့လာဆန်းစစ်ပြီးတော့သင်ခန်းစာယူပါနောက်ဆုံးအနေနဲ့အဲ့ဒီရရှိတဲ့အချက်လက်တွေကိုအခြေခံပြီးတော့တင့်လုပ်ငန်းရဲ့ strategic plan ကိုအဆင့်မြင့်တင်ပါဒါကတင့်လုပ်ငန်းကိုပုံမကောင်းမွန်အောင်အဆင့်မြင့်တင်နိုင်မဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ကြံပြုခဲ့တဲ့လုပ်ငန်းတစ်ခုကအခုကျွန်တော်ပြောပြခဲ့တဲ့အချက်တွေကိုတည်တည်ချာချာလိုက်ပါလှုပ်ဆောင်နိုင်တဲ့အတွက်6လအတွင်းမှာပဲသိတာတဲ့ရလဒ်တွေကိုရရှိခဲ့တာကတော့လက်တွေ့ဥပမာတစ်ခုပါပဲတင့်လုပ်ငန်းကို competitor analysis တွေ strategic plan တွေရေးဆွဲပြီးတော့ပြိုင်ဘက်တွေထက်သာလွန်အောင်အဆင့်မြင့်တင်ခြင်းပြီးဆိုရင်ကျွန်တော်ကူညီပေးနိုင်ပါတယ်ကျွန်တော်နဲ့အကျိုးသဘောဆွေးနွေးကြည့်နေဆိုလို့ရှိရင်တော့တင့်ရဲ့အမည်ဖုန်းနံပါတ်နဲ့လုပ်ငန်းမျိုးစားကို comment မှာရေးခဲ့နိုင်တယ်လို့ direct message ပေးပို့ပြီးတော့လည်းဆက်သွယ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်